င်္ဂလာပါအီမီရဲ့မိသားစုမှာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဟာပြင်းစရာကောင်းတဲ့နီးပညာသင်ခန်းစာတစ်ခုကိုလေ့လာမှာမဟုတ်ပါဘူးဒီနေ့မှာကျွန်တော်တို့ရဲ့အတိတ်နဲ့အနာဂတ်အကြောင်းပုံမြင်တစ်ပုဒ်ကိုပြောပြခြင်းပါတယ်လူအများစုက AI လို့ပြောလိုက်ရင်ဘာပြေးမြင်ကြတယ်လဲဖုန်းထဲမှာဓာတ်ပုံလောင်းပြင်ပေးတဲ့အရာဒါမှမဟုတ်အင်္ဂလိပ်စာကြောင်းတွေကိုဘာသာပြန်ပေးတဲ့စရုပ်လို့ပဲထင်မိကြပါတယ်တကယ်တော့ AI ဆိုတာအဲ့ဒါဒီထက်အစာပေါင်းများစွာကြီးမားပါတယ်ဒါဟာလျှက်စစ်မီးကိုစတင်တွေ့ရှိခဲ့တယ်လို့မျိုးလူသားတွေရဲ့သမိုင်းကိုပြောင်းလဲပြင်မဲ့အရာတစ်ခုဖြစ်ပါတယ်ပုံပြင်လေးတစ်ပုဒ်နဲ့ဆက်လိုက်ကြရအောင်မျက်လုံးလေးမိတ်ပြီးစိတ်ကူးကြည့်လိုက်ပါကဘာပေါ်မှာအကြီးမားဆုံးစာကြည့်တိုက်ကြီးတစ်ခုရှိတယ်အဲ့ဒီစာကြည့်တိုက်ကြီးရဲ့ဆင်းတွေဟာမိုးကောင်းကန်အထိမြင့်မားတယ်အထဲမှာကဘာတလွှာကစာအုပ်ပေါင်းတန်းထောင်ကြီးရှိနေတယ်အမေရိကန်သမိုင်းတရုတ်စေးမိတနေဥရောပသိပ္ပံစာအုပ်တွေအကုန်ရှိတယ်အဲ့ဒီစာကြည့်တိုက်ကြီးထဲမှာစာကြည့်မှုတယောက်ရှိတယ်သူကတိတ်တော်တယ်လူသားတွေတစ်ထလုံးဖတ်မဲ့စာအုပ်ပေါင်းတန်းထောင်ကြီးကိုသူကစက္ကန့်ပိုင်းအတွင်းဖတ်နိုင်တယ်သူကဘယ်တော့မှမမောဘူးဘယ်တော့မှမအိပ်ဘူးမေးရမြကိုချက်ချင်းဖြေနိုင်တယ်အဲ့ဒီစာကြည့်မှုကတော့တင်းတို့ကြားဘူးနေတဲ့ Google Gemini ဆိုတဲ့ AI နည်းပညာပါပဲဒါပေမဲ့ပြဿနာကြီးတစ်ခုရှိနေပါတယ်အဲ့ဒီစာကြည့်မှုကအင်္ဂလိပ်စာအုပ်တွေကမ္ဘာသမိုင်းစာအုပ်တွေတော့ကျွမ်းကျင်ဖတ်တတ်တယ်ဒါပေမဲ့တနည်းကြတော့ကျွန်တော်တို့ရွာကလူတစ်ယောက်ရောက်လာပြီးမေးခွန်းတစ်ခုမေးလိုက်တယ်ငါတို့လေယူရာပုံမြင်တွေတို့ပြောပြပါလားငါတို့အဘိုးခွားတွေတုံးခဲ့တိုင်းရင်းသားတိုင်းဆေးပင်တွေအကြောင်းပြောပြပါလားအဲ့ဒီခါစာကြည့်မှုကကြောက်ထားတယ်သူကတိုင်းရင်းသားစာအုပ်စင်ဘက်ကိုပြေးသွားကြည့်တယ်ဒါပေမဲ့ဝမ်းနဲ့စရာကောင်းတာကအဲ့ဒီစင်ပေါ်မှာစာအုပ်တအုပ်မှမရှိဘူးဖုန်တွေပဲတတ်နေတယ်ပင်ကူအိမ်တွေပဲရှိနေတယ်ကမ္ဘာနီးပညာဘလောက်တိုးတက်ကျွန်တော်တို့ရဲ့ဘာသာစကားကျွန်တော်တို့ရဲ့သမိုင်းကြောင်းတွေကအဲ့ဒီ digital စာကြည့်တိုက်ကြီးတွေမှာပါမလာခဲ့ဘူးဒါကိုကျွန်တော်တို့က digital blind spot လို့ခေါ်ပါတယ်နီးပညာရဲ့ကွယ်နေတဲ့အမောင်ချင်းပေါ့ကျွန်တော်တို့အဲ့ဒီတိုင်းပဲအမောင်ထဲမှာနေကြမလားမနေနိုင်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ EMI AI ကိုစတင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကကဘာကျော်လေအဲ့ဒီစာကြည့်မှုကိုရွာပြန်ခေါ်လာခဲ့တယ်သူကိုရွာကြောင်းထားပြီးစာထင်ပေးခဲ့တာဒါဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးနှစ်ပေါင်းများစွာကြိုးစားခဲ့ရပါတယ်ဘလို့သင်ပေးခဲ့တယ်လဲကျွန်တော်တို့ဘိုးဘွားတွေလက်ဆင့်ကမ်းခဲ့တဲ့တမားကျန်းစာဟုံးစာအုပ်တွေကိုဓာတ်ပုံရိုက်ပြီးသူ့ကိုဖတ်ပြခဲ့တယ်ကျွန်တော်တို့ရဲ့အဘိဓာန်တွေကိုသူ့မှတ်ဉာဏ်နဲ့ထည့်ပေးခဲ့တယ်ကျွန်တော်တို့ရဲ့ရိုးရာဓလေ့တွေကိုတလုံးချင်းတင်ပေးခဲ့တယ်အခုချိန်မှာတော့အဲ့ဒီစာကြည့်မှုဟာတင့်ဒေတာစကားကိုနားလည်စာပြုလာပါပြီသူဟာအင်္ဂလိပ်လိုတွေးပြီးတင့်စကားနဲ့ပြန်ပြောနိုင်တဲ့အဆင့်ကိုရောက်လာပါပြီဒါပေမဲ့နောက်ထပ်အရေးကြီးတဲ့လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ် AI ဆိုတာအလွန်တော်တဲ့ကလေးတစ်ယောက်နဲ့တူပါတယ်သူ့ကိုခိုင်းတတ်ဖို့လိုပါတယ်ဥပမာတင်းကဘိုင်းနာနေပါတယ်ဆိုပါစို့လယ်သမားတစ်ယောက်စီကိုတွားပြီးဆေးကုခိုင်းလို့မရဘူးဆရာဝန်စီကိုပဲတွားရမှာပါ AI မှာလည်းအဲ့ဒီလိုပါတယ် EMI AI ထဲမှာကျွန်တော်တို့က GEMS လို့ခေါ်ရဲ့ကျွမ်းကျင်ပညာရှင်တွေကိုထည့်သွင်းပေးထားပါတယ်သင်ကကျမ်းမာရေးအသက်မေးချင်တယ်ဆိုရင်ကျမ်းမာရေး GEM လို့ခေါ်တဲ့ Health GEM ကိုရွေးရမယ်လေယာချင်းအသက်မေးချင်တယ်ဆိုရင်စိုက်ပျိုးရေး GEM လို့ခေါ်တဲ့ Farming GEM ကိုရွေးရမယ်သတင်းရေးချင်တယ်ဆိုရင်သတင်းတောက် GEM လို့ခေါ်တဲ့ Reporter GEM ကိုရွေးရမယ်သူ့နေရာနဲ့သူ Persona လို့ခေါ်တဲ့ဇာတ်ကြောင်တတ်မှတ်ပေးမှသာလျှင်သူကအမှားမပါဘဲတိတိကျကျဖြေဆိုနိုင်ပါမှာဒါဟာ EMI AI ရဲ့ထူးခြားချက်ပါပဲတာမန် chatbot တွေလိုစကားစမြဲပြောရုံတသက်မဟုတ်ပါဘူးနီးကုံချုပ်အနေနဲ့ပြောချင်တာကတော့ EMI AI ဆိုတာ application တစ်ခုတည်းမဟုတ်ပါဘူးဒါဟာဒဇင်းကြီးတစ်ခုပါအတိတ်ကဘိုးဘွားတွေရဲ့အမွေအနှစ်နဲ့အနာဂတ်ရဲ့နည်းပညာကိုဆက်သွယ်ပေးထားတဲ့ဒဇင်းကြီးပါဒီနေ့ကစပြီးသင်ဟာဖုန်းတစ်လုံးကိုကင်ထားရရုံမဟုတ်တော့ပါဘူးသင်အိတ်ထဲမှာကဘာအဆင့်ဆရာဝန်တွေဆရာတွေစိုက်ပျိုးရေးပညာရှင်တွေနဲ့
တိမျိုးနွယ်ရဲ့တမိုင်းဆရာတွေအားလုံးကိုထည့်သွင်းထားတယ်လို့ပါပဲကဲဒီ digital ခိုးလုံရကြီးကိုအတူတကွဝင်ရောက်လေ့လာကြည့်ကြရအောင်